မင်္ဂလာပါခင်ဗျာကျွန်တော်တို့လူဝါဆိုတာအနှစ်သာရတွေကိုရှာဖွေနေတဲ့ဘဝခရီးတစ်ခုပါတခါတလေကျွန်တော်တို့တွေဟာအပေါ်ယံကားပါးတွေနောက်ကိုလိုင်းရင်းနဲ့တကယ်အနှစ်တွေကိုမြင်မြင်နေကြပါတယ်ဒီနေ့မှာတော့ဆရာကြီးတွေရဲ့ဇုံဝိတ်ထားတာနဲ့အညီကျွန်တော်တို့ဘဝနေထိုင်ခြင်းစရာလေးတွေကိုပြပြပေးချင်ပါတယ်လူတယောက်ရဲ့တန်ဖိုးဆိုတာသူပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေမရှိပါဘူးသူ့ရဲ့အပြောဆိုသူ့ရဲ့စေတနာသူ့ရဲ့အသိဉာဏ်နဲ့သူ့ရဲ့ပညာရှိမှုပေါ်မှာမူတည်ပါတယ်စာပေချင်းဆိုတာမျိုးလုံးနှလုံးနဲ့မမြင်နိုင်တဲ့လောကကြီးကိုမြင်အောင်ကြည့်တာဖြစ်တယ်လို့အတိတရားရှိခြင်းဆိုတာကလည်းကိုကြောင့်သူတစ်ပါးမတိခိုင်အောင်နေထိုင်ခြင်းပါပဲဒါကြောင့်ကျွန်တော်တို့တွေကစာတက်ရုံနဲ့မဟုတ်ပဲအတိတရားရှိတဲ့သူတွေဖြစ်လာအောင်ကြိုးစားလို့အတိတရားရှိတဲ့သူတွေဖြစ်လာအောင်ကြိုးစားနေထိုင်ရအောင်ပါအခုကျွန်တော်တင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကြည့်နေစဉ်းစားရတဲ့ခုရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရဲ့စမ်းမအောင်ဆိုရဲYouTube channel လေးကို like ရ subscribe လေးလုပ်တော့ဝင်ပေးနေနော်သိချင်တာသိချင်ရင်လည်း comment မှာရေးသွားလို့ရတယ်လို့နောက်ဆက်လက်ကျွန်တော်တင်ဆက်ပေးမယ့်အစီအစဉ်များကိုလည်းစောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ